မင်္ဂလာပါခင်ဗျာ Starkey Channel မှာကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်ပြောပြပေးသွားမှာကတော့ Google Flow AI ကို Android phone အနေနဲ့ဘယ်လိုသုံးရမလဲဆိုတာဖြစ်ပါတယ်။ iOS တွေမှာလည်းအသုံးပြုလို့ရပါတယ်။ Google Flow ကိုကျွန်တော်တို့အသုံးပြုတဲ့အခါမှာ VPN error လေးတွေရှိပါတယ်။ VPN error ဆိုတာကတော့ကျွန်တော်တို့ VPN ချိတ်ထားပြီးရင် Google Flow ကိုဝင်တဲ့အခါမှာဒီနိုင်ငံမှာအသုံးပြုလို့မရပါဆိုတဲ့စာတမ်းလေးတွေပေါ်ပြီးတော့ error ဖြစ်တတ်ပါတယ်။ error ကိုမဖြစ်အောင်လို့ကျွန်တော်ဘယ်လို VPN ကိုသုံးပြီးတော့ Google Flow ကို free အသုံးပြုရမလဲဆိုတာကိုပြသပေးသွားမှာပါ။ iPhone Pro VPN ကို download ဆွဲပြီးပြီဆိုရင် VPN နဲ့ကိုဝင်လိုက်ပါမယ်။ကျွန်တော်တို့ဒီလို VPN နဲ့ကိုရောက်သွားတဲ့အချိန်မှာပထမဆုံးခုမှ download ဆွဲတာဆိုလို့ရှိရင် VPN ကိုအရင်ချိန်ပေးပါကျွန်တော်က VPN ချိန်ပြီးသားဆိုတော့ဒီလိုပေါ်နေတာပါပထမဆုံး VPN ကိုဝင်နေဆိုရင်ဒီလိုမျိုးလေးပေါ်နေမှာပါအဲ့ဒါကျွန်တော်တို့က start ကိုနှိပ်ပြီးရင် VPN ကိုချိန်ပါချိန်ပြီးရင်ကျွန်တော်တို့ကဒီ option မှာ server region ကို United States ရွေးပေးပါ United States ရွေးပြီးလို့ရှိရင်ကျွန်တော်တို့က VPN ကိုပြန်ချိန်ပါခါလေးကြတော့လဲချိန်ဆရာမလို့ပဲဒီလိုမျိုးလေးဓာတ်ရိုက်တန်းပြန်ချိန်သွားပါတယ် continue ကိုနှိပ်ပါနှိပ်ပြီးရင်ခဏဆောင်ပါဒါဆိုရင်ကျွန်တော်တို့က VPN ချိန်သွားပါပြီ VPN ချိန်ပြီးရင်ကျွန်တော်တို့က browser တစ်ခုကိုဝင်ပါမယ်ကျွန်တော်ကတော့ Chrome browser ကိုအသုံးပြုပေးပါမယ် Chrome browser တဲ့ကိုဝင်လိုက်ပါဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ Google Flow ဆိုတာကိုရိုက်ပါရိုက်ပြီးရင်ကျွန်တော်တို့ဒီမှာဒီလိုပေါ်လာပါလိမ့်မယ်အဲဒါကျွန်တော်တို့ကအပေါ်ဆုံးမှာပေါ်နေတဲ့ဒီမှာ Google link ကိုဝင်ပါမယ်ဝင်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ create web flow ဆိုတာကိုနှိပ်ပါကျွန်တော်တို့ကဒီမှာအခုမှစဝင်တာဖြစ်တဲ့အတွက်အကောင့်မချိန်ထားရဘူးဆိုရင်အကောင့်ချိန်ပေးပါကျွန်တော်ကဒီမှာကျွန်တော်ရဲ့ Gmail တစ်ခုကိုရွေးပြီးတော့ဝင်လိုက်ပါမယ်ကျွန်တော်တို့အကောင့်ဝင်ပြီးသွားပြီဆိုရင်ဒီလို create web flow ပြန်ပေါ်ပါလိမ့်မယ် create web flow ကိုထပ်နှိပ်ပါနှိပ်ရင်ဒီမှာကျွန်တော်တို့ကအကောင့်ချိန်ပြီးဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ Gmail အကောင့်နာမည်လေးနဲ့ပေါ်လာပါလိမ့်မယ်ဒီမှာကျွန်တော်တို့က new image upsell ratio ဆိုတာကိုကျွန်တော်တို့ကြောညာတွေဝင်လာတာကို caster ဆိုတာနှိပ်ပေးလိုက်ပါနှိပ်ပေးပြီးရင်ကျွန်တော်တို့ဒီမှာအကောင့်လေးချိန်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ new project ကိုနှိပ်ပါမယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီလိုစာမျက်နှာလေးကိုရောက်ရှိလာပါပြီဒီမှာကျွန်တော်တို့ကညာဘက်တောင်အပေါ်လေးမှာကျွန်တော်ဒီမှာ K ဆိုတာလေးပေါ်နေပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ Gmail နဲ့ပတ်သက်တာပါကျွန်တော်တို့Gmail နဲ့ပတ်သက်တာကိုကျွန်တော်တစ်ချက်နှိပ်ပြီးကြည့်ပါမယ်ဒီမှာကျွန်တော်တို့က150 AI credit ဆိုတာရှိပါတယ်ကျွန်တော်တို့ free ရတဲ့ credit ပါအဲ့ credit ကကျွန်တော်တို့တစ်နေ့ကို150ရရှိတာပါကျွန်တော်တို့ကုန်အောင်သုံးပြီးပြီဆိုရင်နောက်နေ့မှာ credit ကကျွန်တော်တို့နောက်ထပ်150ထပ်ရရှိမှာပါ credit ပြန်ရတဲ့အချိန်ကကျွန်တော်တို့ဒီအကောင့်ကိုစားပြီးတော့ဝင်တဲ့အချိန်မှာပဲပြန်ရမှာပါသို့မဟုတ်ကျွန်တော်တို့ကညတကောင်ကြော်ရင်လည်းပြန်ပြီးတော့ဖြည့်ပေးတတ်ပါတယ်တစ်ခုနဲ့တစ်ခုတော့မတူညီပါဘူးဒီမှာကျွန်တော်တို့က credit 150ရှိတဲ့အတွက်ကျွန်တော်တို့လိုချင်တဲ့ image သို့မဟုတ် video တွေကိုဖန်တီးပါမယ်ဒီမှာကျွန်တော်တို့မြားလေးဘေးနားမှာ video ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ကြည့်ပါဒီမှာကျွန်တော်တို့က image ရှိပါတယ် video ရှိပါတယ်ကျွန်တော်တို့လိုချင်တာကိုနှိပ်ပြီးတော့ပြောင်းရပါမယ်အဲ့ဒီအောက်မှာကျွန်တော်တို့က frame တွေရှိပါတယ် frame တွေမှာကျွန်တော်တို့စိုင်းနေတဲ့ ratio ကိုရွေးပါ ratio ကိုရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာ1 2 3 4ဆိုတာရှိပါတယ်1 2 3 4ကဘာလဲဆိုတော့ကျွန်တော်တို့ထုတ်လုပ်တဲ့အရေးအတွက်ကိုသတ်မှတ်တာပါကျွန်တော်တို့2ကိုရွေးမယ်ဆိုရင် image ထုတ်ရင်2ပုံရပါမယ် video ထုတ်ရင်2ပုံရပါမယ်ကျွန်တော်တို့ဒီအောက်မှာ image ဆိုရင် Nano Banana 2 Nano Banana Pro ရှိပါတယ်ကျွန်တော်တို့အဲ့မှာကြိုက်တဲ့တရားကိုရွေးနိုင်ပါတယ်ကျွန်တော်တို့ video ထုတ်မယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့က video 3.1 fast နဲ့ video 3.1 quality ဆိုတာရှိပါတယ်ကျွန်တော်တို့ video 3.1 fast ကိုပဲရွေးပေးပါမယ်3.1 quality ကိုရွေးရင်ကျွန်တော်တို့က video တစ်ပုတ်ဆိုရင် credit က100သွားကုန်မှာဖြစ်တဲ့အတွက်အဆင်မပြေပါဘူးတစ်ပုတ်လောက်ပဲရမှာပါကျွန်တော်တို့3.1 fast ကိုရွေးမယ်ဆိုရင်ဒီမှာကျွန်တော်တို့က
credit ကို20ပဲကုန်ပါပါကျွန်တော်ကဒီမှာနှစ်ကိုရွေးထားတဲ့အတွက်40ပြနေတာပါတစ်ကိုရွေးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ credit က20ပဲကုန်ပါပါအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီနေ့ကိုဗီဒီယို9ပုတ်ဖန်တီးလို့ရပါတယ် image ဖန်တီးဖို့အတွက်ကတော့ကျွန်တော်တို့ကဒီမှာ generative value 0 credit ဆိုတာရှိပါတယ် image ဖန်တီးဖို့အတွက်ကတော့ကျွန်တော်တို့ credit လုံးဝမကုန်ပါဘူးကျွန်တော်တို့အဲ့တော့အရင်ကျွန်တော်တို့ image ကိုဖန်တီးပါမယ်ကျွန်တော်တို့လိုချင်တဲ့ prompt ကိုရေးပါမယ်ဒီမှာကျွန်တော်တို့ဘာကိုရေးရင်လဲဆိုတာကတော့ကျွန်တော်တို့အသင်းပြင်ထားတဲ့ prompt ရှိရင်တော့ထဲပြီးတော့တန်းပြောင်းရုံပါပဲအသင်းပြင်ထားတဲ့ prompt မရှိဘူးဆိုရင်ကျွန်တော်တို့ဒီမှာအင်္ဂလိပ်လိုဖြစ်ဖြစ်မြန်မာလိုဖြစ်ဖြစ်ရေးပေးပါမယ်အင်္ဂလိပ်လိုရေးပေးနိုင်ရင်ပိုကောင်းပါတယ်မြန်မာလိုကတိတ်ပြီးတော့တိတိကျကျမထွက်ချင်ပါဘူးဒါပေမဲ့ကျွန်တော်ကတော့အလွယ်တကူပဲမြန်မာလိုပဲရေးပြပါမယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဓာတ်ပုံဖန်တီးဖို့အတွက် prompt လေးကိုရေးပြီးပါပြီဒီမှာကျွန်တော်တို့ကချောင်းကဘာနာမှာလူငယ်ကောင်းလေးတယောက်ထိုင်နေသောပုံကိုဖန်တီးပါလို့ကျွန်တော်ကရေးခိုင်းထားတာပါပို့ပြီးတော့ပြည့်စုံအောင်ကျွန်တော်တို့ prompt ရေးတဲ့အခါမှာထိုင်နေတဲ့ပုံကိုသူကဖန်တီးပေးတယ်ဆိုပေမဲ့ဘလို့အနေထားမျိုးမှာဖန်တီးလဲဆိုတာဘလို့အနေထားမျိုးမှာထိုင်ပြီးတော့နေရလဲဆိုတာကိုကျွန်တော်တို့ပို့ပြီးတော့တိတိကျကျ prompt မှာထည့်ပြီးတော့ဖန်တီးခိုင်းရင်ပို့ပြီးအဆင်ပြေပါတယ်ခုကသူကကောင်းလေးတယောက်ထိုင်နေတယ်ဆိုပေမဲ့ညနေသို့မဟုတ်နေ့လေနန်းနဲ့အဲ့လိုမျိုးအချိန်ခါတွေရှိပါတယ်ကျွန်တော်တို့အဲ့လိုမျိုးတိတိကျကျရေးပြီးတော့ထည့်ပေးရင်ပိုကောင်းပါတယ်ကျွန်တော်ကခုကညနေစီစာအချိန်ပေါ့ဗျာဒါဆိုကျွန်တော်တို့ကဒီမှာညနေစီးစာအချိန်မြင်ခွင့်ထည့်ပါဆိုကျွန်တော်တို့ချောင်းကဘာနာမှာကောင်းလေးတယောက်ထိုင်နေတယ်ဘလို့အချိန်မျိုးမှာထိုင်နေလဲဆိုရင်ညနေဝင်ချိန်စီးစာလေးအချိန်မှာထိုင်နေတယ်သူကထိုင်ရုံမဲ့ထိုင်နေတာလားဘလို့ပုံစံနေတာလဲအဲ့လိုမျိုးတွေလဲကျွန်တော်တို့ကတိတိကျကျထည့်ပေးရင်ပိုကောင်းတယ်ကျွန်တော်ကဒီမှာဘီယာတောက်နေတာပေါ့ဗျာအဲ့ဒါဆိုဘီယာတောက်နေတယ်ကျွန်တော်တို့ဒီမှာကာတွန်းပုံလိုချင်နေဆိုရင်တော့ဒီမှာကာတွန်းပုံစံဖန်တီးပါလို့ရေးထည့်ပါကျွန်တော်ကဒီမှာလူပုံစံမဲ့ဖန်တီးခိုင်းလိုက်ပါမယ်ပရိုနေကိုရေးတဲ့အခါမှာကျွန်တော်တို့အဲ့လိုအသေးစိတ်ကလေးရေးပေးဖို့တော့လိုအပ်ပါတယ်အဲ့ဒါမှတိတိကျကျထွက်လာမှာပါနှုတ်မို့ဆိုရင်ကျွန်တော်တို့ကချောင်းကပါနာမှာကောင်းလေးတယောက်ထိုင်နေတော့ပုံဖန်တီးပါဆိုသူကထိုင်နေတဲ့ပုံတော့ဖန်တီးပေးလိုက်ပါမယ်ဒါပေမဲ့ဘလို့အချိန်ဘလို့ပုံစံဘာလုပ်နေလဲဆိုတာကိုတော့သူ့ရဲ့ AI မှာသတ်မှတ်ပေးထားတဲ့အတိုင်းပဲသူကဖန်တီးပေးသွားမှာပါကျွန်တော်တို့ကအဲ့ဒါတွေကိုဘလို့အချိန်ဘလို့နေရာမှာဘာတွေလုပ်နေလဲဆိုတာကိုတိတိကျကျထည့်ပေးနိုင်ရင်ကိုလိုချင်တဲ့ target ကိုတန်းရမှာပါကျွန်တော်ပြောမင်းနေလို့ပါဒီမှာကျွန်တော်ကချောင်းကဘာနာမှာလူငယ်ကောင်းလေးတယောက်ထိုင်နေတဲ့ပုံမှာဘီယာတောက်နေတယ်ဆိုတာကိုရေးထားပါတယ်လူငယ်ကောင်းလေးဆိုတာက Google ရဲ့ policy မှာကသူကကောင်းလေးဆိုတာကို16နဲ့မပြည့်သေးတဲ့အရွယ်ကိုသတ်မှတ်တာပါအဲ့တော့ကျွန်တော်တို့ကကောင်းလေးလိုရိုက်မယ်ဆိုရင်16နဲ့မပြည့်သေးတဲ့ပုံစံတွေကိုဖန်တီးခိုင်းရင်မရပါဘူးကျွန်တော်အဆန့်ဖန်တီးပြပါမယ်ဒီမှာကျွန်တော်ကရုပ်ထွက်ကောင်းတဲ့Nano Banana 2 Pro ကိုရွေးထားပါတယ်ဒီမှာ Generate Web U0 credit ကလည်းကျွန်တော်တို့တပြားမှမကုန်ပါဘူး credit တစ်ခုမှမကုန်ပါဘူးအဲ့တော့ကျွန်တော်အဆန့်ဖန်တီးလိုက်ပါမယ်ဒီမှာကျွန်တော်အဆန့်ကိုနှိပ်ပြီးလို့ရှိရင်ဖန်တီးခိုင်းလိုက်ပါပြီကျွန်တော်တို့ဒီမှာစားလေးထိုးပြီးသူကပြောထားပါတယ်သူတို့ရဲ့ policy နဲ့မကညီတဲ့အတွက်အခြား prompt တစ်ခုကိုပြောင်းထည့်ပြီးတော့လုပ်ပေးပါဆိုပြီးတော့ပေါ်လာပါပြီအဲ့တော့ကျွန်တော်ကဒီမှာဘီယာတောက်နေတယ်ဆိုတာကိုဖြုတ်ပြီးတော့ကျွန်တော်နောက်ထပ်တစ်ခုကိုဖန်တီးပြပါမယ်ထိုင်းပြီးငေးနေတယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်ပြန်ပြောင်းပြီးတော့ကျွန်တော်စငုံနှိပ်ပြီးတော့ဖန်တီးခိုင်းလိုက်ပါမယ်အခုရပါပြီကျွန်တော်တို့ဒီမှာရမင်းစတီပန်ရေးပါဆိုတာရှိပါတယ်ဒီမှာကောင်းလေးတယောက်ကဒီမှာထိုင်နေတဲ့ပုံလေးကိုရရှိလာပါပြီဒီမှာကျွန်တော်တို့ကောင်းလေးဆိုတဲ့အတိုင်းပဲသူက16နှစ်မပြည့်သေးတဲ့ကောင်းလေးအရွယ်တယောက်ကိုပဲသူကထပ်မှတ်
ထဲပေးထားတာပါအကယ်၍ကျွန်တော်တို့ဘီယာတောက်နေတဲ့ပုံကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကောင်းလေးဆိုတာကိုဖြုတ်ပြမှရမှာပါကျွန်တော်တို့ကောင်းလေးကိုဖြုတ်ပြီးတော့ကျွန်တော်တို့ဒီမှာဘီယာတောက်နေတဲ့ပုံကိုထပ်ပြီးတော့ဖန်တီးခိုင်းပါမယ်ခဏတော့စောင့်ရပါမယ်ခင်ဗျကျွန်တော်တို့ Nano Banana Pro ကိုရွေးပြီးတော့ image ထုတ်ခိုင်းတာကပိုပြီးကောင်းပါတယ်သူကရုပ်ထွက်ပိုပြီးတော့အဆင်ပြေပါတယ်ကျွန်တော်တို့ဒီမှာရလာပါပြီဒီမှာကျွန်တော်တို့ကောင်းလေးကိုဖြုတ်လိုက်တဲ့အတွက်ဒီမှာ16နှစ်ပြေးပြီးတာ16နှစ်ပြေးပြီးသားဆိုတာကိုအကျုံးဝင်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဘီယာတောက်နေတဲ့ပုံဖန်တီးလို့ရပါပြီဒီမှာကျွန်တော်တို့ကထိုင်းပြီးတော့တောက်နေတာတို့ဘာလို့ကိုအသေးချာအသေးစိမ်မရေးထားတဲ့အတွက်ဒီမှာခုံးလေးပါသူကထဲပြီးတော့သူကဖန်တီးပေးထားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာကိုကြိုက်တဲ့ပုံကိုရွေးပြီးတော့ပြောင်းပါမယ်ကျွန်တော်တို့ဗီဒီယိုပြောင်းပါမယ်ဗီဒီယိုပြောင်းမှုဆိုရင်ကျွန်တော်တို့ကဒီမှာ star နဲ့ ant ဆိုတာရှိပါတယ် star နဲ့ ant ကကျွန်တော်တို့ဘယ်လိုစားပြီးတော့ဘယ်လိုဆုံးမလဲဆိုတာပထမ star မှာကျွန်တော်တို့ထည့်ထားတဲ့ image ပုံကဗီဒီယိုပြုလုပ်တဲ့အခါမှာစားပြီးတော့ ant မှာကကျွန်တော်တို့ဒုတိယထည့်ထားတဲ့ image ရဲ့ပုံနဲ့ဆုံးမှာဖြစ်ပါတယ်ဗီဒီယိုပြုလုပ်တဲ့အခါကျွန်တော်တို့ဒီမှာကျွန်တော်တို့ကimage ကဖန်တီးပြီးသားဖြစ်တဲ့အတွက်ဒီ image ကိုတိုက်ရိုက်ယူပြီးပြောင်းရပါတယ်တကယ်လို့ image ဖန်တီးပြီးသားလူတွေအတွက်ကတော့ကျွန်တော်ဒီ star ကိုနှိပ်ပါ star ကိုနှိပ်ရင်ကျွန်တော်တို့ကဒီမှာဒီမြအပေါ်မြဒီမှာအပေါ်ထိုးထားတဲ့ပုံလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ကဒီမှာ file ဆိုတာလေးပေါ်လာပါမယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ခေလာကြီးတဲ့ကိုတွားပြီးတော့ရွေးနိုင်ပါတယ်ဒီမှာကျွန်တော်နှိပ်ပြပါမယ်နှိပ်ပြလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီလိုပေါ်လာပါလိမ့်မယ်အဲ့ဒါပြီးရင်ကျွန်တော်ဒီမှာ image ဆိုတဲ့ဟာကိုရွေးရင်ကျွန်တော်ဒီမှာပုံနေမပေါ်ချင်ပါဘူးဒီမှာဟောကျွန်တော်ပေါ်လာပါပြီအဲ့တော့ကျွန်တော်တို့ကဒီမှာ gallery ဆိုတာကိုနှိပ်ပြီးလို့ကျွန်တော်တို့ကြိုက်တဲ့ပုံကိုရွေးပြီးတော့မှန်းချက်နှိပ်လိုက်အောင်ပါပဲကျွန်တော်ဝင်ပြပါမယ်ဗျာမထူတော့ပါဘူးတခါတည်းဒီမှာ gallery တဲ့ကိုနှိပ်ပါနှိပ်ရင်ကျွန်တော်ဒီမှာကောင်းလေးပုံကို download ဆွဲထားတာဒီမှာရှိပါတယ်ကောင်းလေးပုံကိုကျွန်တော်ဒီမှာ download ဆွဲထားတာရှိတဲ့အတွက်အဲ့ဒါကိုနှိပ်ပြီးတော့အမှန်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့ကဒီမှာ upload တင်ပြီးတော့ကျွန်တော်တို့ဒီမှာရရှိလာမှာပါကျွန်တော်ကတော့ဒီဟာကိုမစောင့်တော့ပါဘူးခင်ဗျာဒီမှာကျွန်တော်မှာထုတ်ပြီးသားပုံရှိတဲ့အတွက်ဒီကောင်ကိုပဲဓာတ်ရိုက်ပြန်ပြောင်းခိုင်းပါမယ်ဒီမှာကျွန်တော်တို့ကဒီပုံလေးကိုကျွန်တော်တို့ဖိထားတဲ့အခါမှာ sorry ကျွန်တော်တို့ဒီမှာဒီပုံလေးကိုဖိထားတဲ့အခါမှာဒီမှာ animate ဆိုတာရှိပါတယ်ကျွန်တော်တို့ဒီမှာ edit to prompt ရဲ့အပေါ်မှာပါ favorite ရဲ့ဘယ်ဘေးမှာပါအဲ့ဒါလေး animate ဆိုတာလေးကိုကျွန်တော်တို့နှိပ်ရမှာပါကျွန်တော်တို့ဒီကောင်းလေးကိုနှိပ်ရမှာပါအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီပုံကိုတန့်ယူသုံးလို့ရပါပြီတကယ်လို့ပုံမထုတ်ရသေးတဲ့လူတွေအတွက်ကကျွန်တော်စောနာကပြသလိုပဲဒီ start ဆိုတဲ့ကောင်းလေးကိုနှိပ်ပြီးတော့ file ထဲမှာကိုထုတ်ချင်တဲ့ image ကိုတွားပြီးတော့ရွေးအောင်ပါပဲခုကျွန်တော်ကဒီမှာပုံရွေးပြီးဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ဗီဒီယိုကိုနှိပ်ပါမယ်ဗီဒီယိုကိုနှိပ်တဲ့အခါမှာကျွန်တော်တို့ဒီမှာကိုလိုချင်တဲ့ frame ratio တွေကိုရွေးပါကျွန်တော်တို့ဗီဒီယိုထုတ်ချင်တဲ့မှာတစ်ခါထုတ်ရင်ဘယ်နှပုတ်ဆိုတာကိုကျွန်တော်တို့ရွေးပါကျွန်တော်ကတော့တစ်ပုတ်ပဲထုတ်ပါမယ်ဒီမှာကျွန်တော်တစ်ပုတ်ထုတ်ရင်20 credit ကုန်ပါမယ်နှစ်ပုတ်ထုတ်ရင်40 credit ကုန်ပါမယ်ကျွန်တော်တို့သုံးပုတ်ထုတ်ရင်တော့60ပေါ့ဗျာတိတိကောင်မှာကျွန်တော်ကတစ်ပုတ်ပဲထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်တက်ကိုပဲနှိပ်လိုက်ပါမယ်နှိပ်ပြီးလို့နှိပ်ပြီးရင်ကျွန်တော်ဗီဒီယိုပြမှုလုပ်ပါမယ်ကျွန်တော်ပြောဖို့မေးနေတာဗျာဒီမှာနှိပ်ပြီးရင်ကျွန်တော် VO 3.1 fast ဆိုတာရှိတယ်ခင်ဗျာအဲ့ဒါမှာကျွန်တော်တို့က VO 3.1 quality ကိုရွေးထားလို့မရပါဘူး VO 3.1 quality ကိုရွေးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ generative value 100 create ဆိုတာရှိပါတယ်ကျွန်တော်တို့တပုတ်ကို credit 100ကုန်ပါပါအဲ့တော့ကျွန်တော်တို့ကဒီ VO 3.1 fast ကိုရွေးမယ်ဆိုရင်တပုတ်ကို credit 20ပဲကုန်ပါပါအဲ့တော့ကျွန်တော်တို့က VO 3.1 fast ကိုရွေးရင်တရက်ကိုကျွန်တော်တို့က9ပုတ်ထိထုတ်လို့ရပါတယ်
3.1 quality ကိုကျွန်တော်တို့ရွေးမယ်ဆိုရင်တော့တစ်ရက်ကိုတစ်ပုတ်ပဲရမှာပါကျိုင်းတဲ့တရားကိုရွေးပြီးတော့လုံနိုင်ပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဘေးကလွတ်နေတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာပြောင်းခြင်းတဲ့ပုံကိုဘရုံရေးပါမယ်ကျွန်တော်ကတော့ဘာမှထွေးထူးထူးမထည့်တော့ပါဘူးဗီဒီယိုဖန်တီးပေးပါလို့ပဲရေးလိုက်ပါမယ်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာတစ်ချက်ပြန်ကြည့်ပါမယ်ကျွန်တော်တို့လိုချင်တဲ့ frame ratio ရဲ့ကျွန်တော်တို့ VO 3.1 fast ရဲ့ကျွန်တော်တို့ထုတ်လုပ်ခြင်းတဲ့အပုတ်အရေးတွေရဲ့ကျွန်တော်ဒီမှာရွေးပြီးပြီဆိုတော့တေချာပြီဆိုရင်ကျွန်တော်တို့စမ်းကိုနှိပ်ပြီးတော့ generate လုပ်လိုက်ပါမယ်ကျွန်တော်တို့သုံးနေတဲ့ line ပေါ်မှာမူတည်ပြီးတော့လဲဗီဒီယိုထုတ်လုပ်ခြင်းမူတည်ပါတယ်ကြာရင်လဲ line မကောင်းရင်တော့နည်းနည်းတော့ဆောင်းပါပါတယ်အကြာကြီးတော့မဆောင်းပါဘူး line ကောင်းရင်တော့မြန်ပါတယ်ဒီမှာကျွန်တော်လဲ line နည်းနည်းကြာနေတဲ့အတွက်နည်းနည်းတော့ဆောင်းပေးရပါမယ်နောက်ပြီးကျွန်တော်တို့သုံးနေတဲ့ site phone VPN က Google နဲ့ပတ်သက်တဲ့ IP address တွေမှာပဲသူကဖျောက်ပေးတာပါကျွန်တော်တို့ဒီလို line သုံးတဲ့အခါမှာနည်းနည်းသူက line တိတ်မကောင်းခြင်းမှုပေါ့ဗျာအဲ့လိုမျိုးတော့ရှိပါတယ်အရင်ကြီးမကောင်းတော့မဟုတ်ပါဘူးဗျာရပါတယ်ကဲကျွန်တော်တို့ဗီဒီယိုရပါပြီဗီဒီယိုရပြီဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်ပါမယ်ဒီမှာကျွန်တော်က line နဲ့ကြာနေတာဖြစ်တဲ့အတွက်ဓာတ်ရိုက်ကြည့်ဖို့နည်းနည်း line ကြာနေပါတယ်အဲ့တော့ကျွန်တော်ထောင်းပြီးပဲကြည့်လိုက်ပါမယ်ဒီမြားလေးကိုကျွန်တော်တို့နှိပ်ပါမယ်နှိပ်ပြီးရင်ကျွန်တော်တို့ကြိုက်တဲ့ quality ကိုရွေးပါမယ်1080နဲ့ 4K ကတော့ကျွန်တော်တို့ Pro အကောင့်တွေမှာပဲရမှာပါအကယ်၍ Pro အကောင့်သုံးချင်တော့ကျွန်တော် comment မှာကျွန်တော် link ချပေးထားပါမယ်ကျွန်တော် down လိုက်ပါမယ်ကဲရပါပြီကျွန်တော်ကတော့ open ကိုနှိပ်ပြီးတစ်ချက်ဖွင့်ကြည့်ပါမယ်ကျွန်တော်တို့ဒီမှာ80စက္ကန့်စာအထိရပါတယ်မီးတောက်နေတဲ့ပုံတွေရောပတ်ဝန်းကျင်အတန်တွေရောကျွန်တော်တို့လုံးဝကိုမိုက်ပါတယ်ကဲ၍အတန်နဲ့ပတ်သက်တာတွေပါတယ်ကိုလိုချင်တဲ့အတန်တွေလည်း prompt မှာထည့်ပြီးတော့ရေးနိုင်ပါတယ် prompt ရေးနည်းအသေးစိတ်ကိုလည်းကျွန်တော်ကိုသိလို့လျင် comment မှာမေးနိုင်ပါတယ်ကျွန်တော်ရှင်းပြပေးပါမယ်ဒီဗီဒီယိုလေးကတင်းအတွက်အကျိုးရှိစေမယ်လို့ပြောနေပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ AI ဘူးတုဒ္ဒတွေနဲ့ဤပညာသစ်တွေကိုအချိန်နဲ့တပြေးညီသိရအောင် AI Horizon ကို subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ဦးเนาะကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ